Hello မင်္ဂလာပါကျွန်တော်နေမျိုးပါဆိုတော့ဒီလာမဲ့အပတ်ဒီတနင်္လာနေ့ပေါ့နော်ဆိုတော့မနေ့ပြန်ဆိုရင်တနင်္လာရောက်ပြီကမ္ဘာရွှေဈေးကွက်နဲ့ပတ်သက်ပြီးတော့ပါဆက်ပြီးတော့ဖြစ်လာနိုင်ခြေရှိလဲဒါကျွန်တော်အပတ်စဉ်လုပ်ပေးနေကြဈေးကွက်ခံမှန်းချက်တစ်ခုပေါ့နော်ဆိုတော့မနေ့ပြန်နဲ့တပတ်လာတော့မှဈေးကွက်ကပါဆက်ပြီးတော့ဖြစ်လာနိုင်ခြေရှိပြီလေပေါ့နော်အဲ့ဒါမပြောခင်မှာကျွန်တော်တို့ရွှေကိုနည်းနည်းလေးပြီးခဲ့တဲ့အတိတ်ကိုပြန်ပြီးတော့ကြည့်အောင်ဆိုတော့ကြီးတဲ့အချိန်မှာရွှေကကျွန်တော်တို့ပထမတစ်ချိန်3900ထိတစ်ချိန်တက်ခဲ့ဘူးတယ်3900ခွန်လောက်အထိတက်ခဲ့ဘူးတယ်ဆိုတဲ့အခါကျတက်ခဲ့ပြီးတော့အဲ့ဒီမှာဘာပြန်ဖြစ်လဲဆိုတော့3630ဝန်းကျင်ထိပြန်ပြီးတော့ကျခဲ့တယ်ကျပြီး3630ကနေပြီးတော့တက်ခဲ့လိုက်တဲ့ရွှေက3ရက်အတွင်းမှာဘယ်လောက်ဒီကြောင်ဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဒီက3800ဝန်းကျင်ထိထပ်ပြီးတော့ရောက်လာခဲ့လိုက်တယ်ဆိုတော့အဲ့တော့ဒါ3ရက်အတွင်းမှာတက်ခဲ့တဲ့ရွှေနော်3630ကနေပြီးတော့3800အတွင်း3ရက်အတွင်းမှာတက်ခဲ့တာဆိုတော့အဲ့လိုမျိုးပဲ3800ကနေပြီးတော့ပြန်ပြီး3800ဝန်းကျင်ကနေပြီးတော့ပြန်ကျခဲ့လိုက်တဲ့ရွှေက3920စုံထိပြန်ပြီးတော့ကျခဲ့တယ်အဲ့ဒီကနေပြီးတော့မှပြီးခဲ့တဲ့တောက်ချာနဲ့အပိတ်မှာဆိုရင်တော့ပြန်ပြီးတော့တက်ခဲ့လိုက်တာဒီကမ္ဘာရွှေက3900တနည်းအားဖြင့်85လောက်အထိအမြင့်ဆုံးတက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီကနေပြီးတော့မှ3900ကျွန်တော်တို့60နဲ့ဈေးကွက်ကပိတ်ခဲ့ပါတယ်ဆိုတော့လက်ရှိဒီပုံစံအရကမ္ဘာရွှေကဘာဆက်ပြီးတော့ဖြစ်လာနိုင်ခြေရှိလဲဆိုရင်နောက်ပြန်မန်ဒေးတင်လက်လာနေဈေးကွက်ဖွင့်ပါတော့အသေးချတဲ့ရွှေအနေငယ်တော့ဆက်ပြီးတော့ဆင်းလာနိုင်ခြေရှိတယ်3950 45ဝန်းကျင်ပေါ့ဆိုတော့အဲ့ဒါပြီးတော့ဘာပြန်ဖြစ်မလဲဟဲ့ဆိုရင်တော့ပြန်ပြီးတော့တက်လာနိုင်ပါတယ်3985ဆိုတော့ဒီဈေးတန်းနေထပ်ပြီးတော့မြန်လာနိုင်ခြေရှိတယ်ဆိုတော့ဒီချိန်မှာကျွန်တော်တို့ကကမ္ဘာရွှေကိုဝယ်ဥထားလို့ကောင်းပါမယ် yes ဝယ်ဥထားလို့အရန်ကောင်းပါတယ်ဘာကြောင့်အဲ့လိုမျိုးပြောလဲဟဲ့ဆိုရင်တော့လာမဲ့နိုဝင်ဘာမှာဆိုတော့ဒီ US ရဲ့အတုံးလုံး discussion ထပ်ပြီးတော့ရှိပါမယ်အကယ်ရှိခဲ့တဲ့ဟဲ့ဆိုရင်လက်ရှိအတုံးလုံးကထပ်ပြီးတော့ရှော့ဖို့အများပါတယ်အဲ့တော့လာမဲ့လက်ရှိဒီ10လပိုင်းနေထဲမှာကျွန်တော်တို့နောက်ထပ်သမိုင်းတစ်လျှောက်မှာနောက်ထပ်မမြင်ဘူးသေးတဲ့ဈေးတန်းအသစ်တွေထပ်ပြီးတော့တွေ့ရလာနိုင်ခြေရှိပါတယ်အကယ်၍သာရွှေကနောက်ထပ်တစ်ချိန်3800တော့ဖောက်ခဲ့မယ်ဟဲ့ဆိုရင်သိကြတယ်ကျွန်တော်တို့က4000ထိပ်စီးပြောင်းလာနိုင်ခြေရှိပါတယ်နောက်ထပ်ကမ္ဘာသမိုင်းတစ်လျှောက်မှာထိပ်စီးပြောင်းတာမျိုးဒီနေ့လက်ရှိဒီဗီဒီယိုကြည့်နေတဲ့လူတွေကျွန်တော်တို့အပါအဝင်ထပ်ပြီးတော့တွေ့ရလာနိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့စက်တက်နိုင်ခြေရှိတာမျိုး yes ပါတေချာဖို့စက်တက်အောင်ပါလောင်ထမ်းကျွန်တော်တို့ဘာလုပ်မလဲဟဲ့ဆိုရင်တော့ဝယ်ပေါ့နော်ဆိုတော့ဒီဈေးတန်းမှာဝယ်လို့အကောင်းဆုံးသောအချိန်ဖြစ်ပါတယ်โอเคဆိုတော့ဒါကမ္ဘာရွှေနဲ့ပတ်သက်ပြီးတော့ပြောတာပါအဲ့တော့ဘယ်ဈေးမှာဝယ်မလဲဆိုတော့3940 45ဒီဈေးတန်းနေမှာဝယ်ပြီးတော့ဥထားလို့ကောင်းပါတယ်အဲ့တော့3800တာ break pay ဖောက်ခဲ့မယ်ဟဲ့ဆိုရင်တော့ထပ်ပြီးတော့လိုက်ဝယ်ပါအဲ့တော့ဒါကလာမဲ့ရက်တွေမှာဖြစ်လာနိုင်ခြေရှိတဲ့ကမ္ဘာရွှေဈေးကွက်နဲ့ပတ်သက်ပြီးတော့ဈေးကွက်လာရောက်ပြောပေးတာဖြစ်ပါတယ်โอเคကျေးဇူးအများကြီးတင်ပါတယ်ဒီအကြောင်းအရာတွေကိုသိချင်တဲ့ဟဲ့ဆိုရင်တော့ကျွန်တော်သင်တန်းတွေလုပ်ပေးပါတယ်ဒါပေမဲ့သို့တော်လည်းလက်ရှိအချိန်ကဒီကျွန်တော်အများကြီးလည်းမသင်ဖြစ်ဘူးပေါ့နော်တစ်လမှာအလုံးစုံသင်ဖြစ်10ယောက်15ယောက်အဲ့လောက်ပဲသင်ဖြစ်တာပါဆိုတော့โอเคဒီအကြောင်းအရာရှိပါတယ်လို့ပြောပါကျေးဇူးအများကြီးတင်ပါတယ် thank you ပါ